你要是说偏嘛路对没修噻，原来的怎么来到西边的？闹的。哪里？米莲？哪呢？အလျာတော့ငက်လေးဖြစ်ပါတယ်ငက်လွတ်မယ်ဖျားပန်းလေးကတ်မယ်ရှင်ဒီနေ့ကတော့ရွှေကုံဖျားမှလူသိမ့်မရှိခါတိုင်းတော့လူသားစီဒီနေ့တော့လူသိမ့်မရှိပါဘူး